အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေစရာ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျယခုပြောပြတင်ဆက်ပေးမှာတော့အဘဘိုးတော်ပွင့်ရဲ့တမိုင်းကြောင်းဗီဒီယိုဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာအစီအစဉ်လေးကိုစလိုက်ရအောင်ခင်ဗျာအချိန်ကာလအဖြစ်လွန်ခဲ့တဲ့မြန်မာတက်ကလေး1264ခုနှစ်ကကြိုက်လက်မြို့အပိုင်းကျုံမငဲ့မဆယ်စိတ်ရွာလေးမှာအလွန်သားရလှပါတယ်။ကြာပရုံအငုံဖြန့်မှာလို့မာလာမုံထုံရနဲ့တွေနဲ့ဂုံကမန်ရွှေဝစ်လာဆိုတဲ့ကြပြားလေးကဲ့သို့တရွာလုံးမှာပန်းမျိုးစုံတို့ပွင့်လန်းနေကြပြီးစောင်းအကုန်းနှွေးအကူဖြစ်တာကြောင့်လေယူးလေးတွေနဲ့အတူပန်းရနန်းတို့ကတရွာလုံးမှုေးပြန်နေတယ်။ရွာနီးရှိစမ်းရည်အိမ်မှာငှက်အပေါင်းတို့စမ်းရည်တောက်ချိုးပြီးပျော်မြူးကြတယ်။ရွာမှာတော့တောင်သူလယ်သမားတွေအများစုနေထိုင်ကြပြီးຫນွေစပားတွေရိတ်သိမ်းပြီးမှအားလက်ချိန်နားချိန်ရပါတယ်။မိုးကြားကစားတင်ပြီးຫນွေအထိကုန်းယုံလောက်ကန်ကြရတယ်။သူတို့တွေကတော့ပင်မနဲ့မထင်ကြကိုဘွားကိုလှုပ်တွေနဲ့ပြောနေကြပြီးလယ်သိမ်းပြီးချိန်ရွာမှာရှင်ပြုရဟန်းငံအလူမင်္ဂလာပွဲတွေရှိလာစမြဲဖြစ်တယ်။အလူပွဲမှာရွာကကာလာသားအပေါင်းတို့တက်ညီလက်ညီဝိုင်းဝန်းကူညီလောက်ကန်ကြတယ်။အလူပွဲတိုင်းမှာကာလာသားတွေအိုးစီဒိုးဘတ်တို့နဲ့တီးကြမှုတ်ကြကကြခုံကြနဲ့ပျော်နူးကြလေတယ်။ရွာလူပွဲကြီးပြီးလေကာလာသားတွေအတောက်အစားအပျော်ပါးလေးတွေမတ်လာကြတယ်။ထိုထဲမှာမောင်ပွင့်ကအတောက်မှဘူမထားသူဖြစ်တယ်။အတီးအမုတ်ဘက်မှာလည်းဝါသနာကြီးသူတက်ကျွမ်းသူဖြစ်တယ်။အသက်က25နှစ်ခန့်ရှိပြီးအရက်ကမပူလို့မရှင်လုံးဖြစ်တယ်။မျက်နှာထားမှာခက်တီတီဖြစ်ပြီးဂတိတီသူတယောက်ဖြစ်ပေတယ်။တောက်လိုက်စားလိုက်တီးလိုက်မှုတ်လိုက်နဲ့ဗျံပရာချစ်ချင်အဖြစ်ပေပေတေတေနေတဲ့သူလည်းဖြစ်ပါတယ်။မောင်ပွင့်တယောက်ပေတေလုံးအကြည့်ရတာကြောင့်အရက်ကတခါတလေယွန်းကြောက်ခဲ့ရပါတယ်။မောင်ပွင့်မှာပေါင်းနယ်မျိုးအဘဦးဖောင်အမိဒေါ်ဖောပြူတို့ရဲ့ဒုတိယမြောက်သားဖြစ်ပြီးအကိုကိုအန်ကြီးညီမောင်နီထွေးမောင်ဖိုးလေးညီမငယ်များမှာမက်မယ်တင်နဲ့မက်အိုဆိုပြီးစုစုပေါင်းမွေးချင်း9ယောက်ရှိပါတယ်။မောင်ပွင့်ရဲ့အကိုကြီးဖြစ်သူကိုအန်ကြီးကဟင်္ဒရာမြို့တောင်ကြီးရွာမှာမတ်သိန်းရှင်နဲ့အိမ်အောင်ကြပြီးနေထိုင်လျက်ရှိတယ်။မောင်ပွင့်ကတော့အကိုကြီးရှိရာထောင်ကြီးရွာကိုလိုက်နေလေတယ်။တစ်ချိန်မှာတော့မောင်ပွင့်ကလောကီပညာစေးပညာတွေကိုစိတ်ဝင်စားလာပြီးပညာသင်နိုင်ဖို့အကိုအိမ်ကထွက်ပြီးရှမ်းပြည်ကိုခြေဆန့်တက်ခဲ့တော့တယ်။ရှမ်းပြည်ရှိလောကီပညာရှင်ကြီးများထံမှတပိခံပြီးနီးနံနေတဲ့အဝဝကိုတေချာသင်ယူခဲ့တာကြောင့်တန်ဖန်းရိပ်ဖန်းရုပ်ပြောင်းနန်းခွာအဖျားပြားသောလောကီအတတ်ပညာတွေကိုတက်ကြွလာခဲ့တော့တယ်။အဲဒီလိုနဲ့မောင်ပွင့်တယောက်ပညာသင်လာရာအတတ်ပညာအတော်လေးဆုံးလာတဲ့အခါအကိုကြီးရှိရာဟင်္ဒရာတောင်ကြီးရွာကိုမပြန်တော့ပဲကြိုက်လက်ဖျားပုံကွန်းကြံကုန်းကြုံမငယ်မဆယ်စိတ်အစရှိတဲ့ရွာစဉ်အလိုက်လှဲ့လဲပြီးစေးကူလေတယ်။မောင်ပွင့်တယောက်စေးလိုက်ကူရင်မဆယ်စိတ်ရွာမှာနေထိုင်များလာတယ်။တနေ့ညနေခင်းမှာတော့မဆယ်စိတ်ရွာလဲလမ်းနှစ်ပိကိုဘင်းအောက်မှာမောင်ပွင့်တို့တငယ်ချင်း2ယောက်စကားကောင်းနေကြတယ်။ဟဲကောင်မောင်ပွင့်ဟိုးမှာငွေယုံกว่าမင်းကိုလှဲ့ကြည့်လှုပ်သွားတယ်။တို့ရွာမှာအလားဆုံးပန်းတောင်ကိုင်းနော်။မင်းစိတ်ကူးမလွဲနဲ့လို့ပြောတော့မောင်ပွင့်ကပန်းတောင်ကိုင်းဘာကိုင်းငါစိတ်ဝင်စားဘူးခောက်ထားစမ်းမှာလှငင်းရလာအရက်သွားတော့ကြမယ်လို့ပြောရင်လှငင်းကိုလဲပင်ဖတ်ပြီးထုံးစံတိုင်းအရက်ဆိုင်သွားကြတယ်။အရက်ဆိုင်မှာမောင်ပွင့်မင်းမူးနေပြီရေချိန်လိုးနေပြီတော်ပါတော့ကွာလို့လှငင်းကတားတယ်ဟဲ့ကောင်လှငင်းရငါဒီလောက်နဲ့ဘယ်တော့မှမူးဘူးလို့လေမမူးသေးပါဘူးကွာလက်ပြပြီးအရက်ထက်မှန်းနေပြန်နဲ့မောင်ပွင့်လူမန်းမသိအောင်တောက်ပြီးမှောက်သွားမှလှငင်းကတွဲပြီးမောင်ပွင့်အိမ်ကိုလိုက်ပို့ရတော့တယ်တနေ့နနက်ခင်းမှာတော့မောင်ပွင့်ရဲ့အိမ်ရှိတရက်ပင်ပေါ်မှာကြီးကန်းတကောင်တအားနဲ့တန်တာပေးနေတယ်မောင်ပွင့်လဲဒီကြီးကန်းကဘာလို့မြတ်မတာတဘူးလားတာနေရတာလဲလို့ရေရွတ်လိုက်တယ်အဲ့ဒီလိုနဲ့ကြီးတာပြီးလို့မကြလိုက်ပါဘူးမောင်ပွင့်ရဲ့အိမ်ရှိကိုအသက်60ကျော်80နီးပါးခန့်အရွယ်ရှိတဲ့အဖိုးကြီးတယောက်ရောက်ချလာတယ်အဖိုးကြီးရဲ့ပုံပန်းတရံကနန်းဆန်လှပြီးဥပုံတော်စင်တောင်ရွှေပစိုးနဲ့သိုးရင်အင်ကြီးကိုဝတ်ထားတယ်ဦးကောင်းမှာကရုတ်ခွေခေါင်းမောင်းကိုပေါင်းပြီးလက်တစ်ဖက်မှာစိတ်ပရီးကိုကိုင်းထားသေးတယ်အဖိုးကြီးကမောင်ပွင့်ထံကိုလှမ်းကြည့်ရင်ငါသားအဘမင်းအိမ်မှာတဲခိုပါရစေလို့ခွင်တောင်းတော့မောင်ပွင့်ကအဘကိုကြည့်ရတာမန္တလေးဘက်အဝေးကြီးကနေလာခဲ့တဲ့ပုံပဲ
အဘဒီမှာတဲခိုလို့ရပါတယ်အဘကြိုက်တဲ့လောက်နေနိုင်ပါတယ်လို့ပြောလိုက်တယ်အဖိုးကြီးလည်းမောင်ပွင့်အိမ်မှာတဲခိုရင်ရွာသူရွာသားတွေနဲ့တခြားရွာသူရွာသားတွေကိုစေကူတာပေးတယ်အဖိုးကြီးကစေပညာကိုအထူးတွက်ကျန်းသူဖြစ်ပြီးကာလနာခေါ်ဝမ်းယောဂါနဲ့ငွေကြိုက်ခံရတဲ့သူတွေကိုများစွာကူပေးလေတယ်အဖိုးကြီးရဲ့နာမည်ကဆရာအေးဖြစ်ပြီးဆရာအေးဟူတဲ့နာမည်ကိုရွာသူရွာသားတို့အခေါ်နေပြီးကာလနာဆရာကြီးမွေဆရာကြီးလို့အခေါ်များလာတယ်အဲ့ဒီလိုနဲ့နည်းနည်းအနေကြားလာတော့ဆရာကြီးလည်းမောင်ပွင့်ကိုချော့မော်ပြီးငါသားမင်းဆက်စုပ်ယွန်ရှာဝဲကောင်းတဲ့ဒုစရိုက်အမှုတွေကိုမပြုတ်လုပ်ပါနဲ့ကွာမင်းရဲ့ပင်ကိုယ်စိတ်ကရိုးဖြောင်းနေဂရီသစ္စာရှိတယ်ဒါကြောင့်ဆရာမင်းကိုပညာတွေသင်ပေးမယ်စားတော့ဖို့အတွက်စိတ်မပူနဲ့အားလုံးဆရာတောင်းဝယူမယ်ဒုစရိုက်အမှုကိုသာရှောင်ပါကွာလို့ပြောတော့မောင်ပွင့်ကခေါင်းလေးငုံပြီးတာတောက်စားမူးရစ်နေတာတွေမကောင်းမှန်းတော့သိပါတယ်ဒါပေမဲ့တာမတောက်ခွဲမနေနိုင်သေးလို့အဘရလို့စင်ကြေပေးလိုက်လေတယ်မင်းကလည်းတော်တော်ပြောရခက်သေးတာပဲလို့ပြောရင်ဆရာကြီးတပ်ပြင်းတစ်ချက်ချလိုက်တော့တယ်နောက်တနေ့မနက်ခင်းတစ်ခုမှတော့မွေဆရာကြီးကျွန်တော်အကိုကြီးကိုကယ်ပါအောင်လို့အော်ပြီးလူတယောက်အိမ်ရှိကဝင်လာတယ်ဆရာကြီးကဘာဖြစ်လို့လဲအကျိုးအကြောင်းလေးပြောပြပါအောင်ကွာလို့မေးလိုက်တော့ဒီလိုပါဆရာကြီးရဲ့ကျွန်တော်အကိုကြီးကြော်တန်းလေတဲကအပြန်ပိုးထီလို့ပါဆိုပြီးအကျိုးအကြောင်းရှင်းပြရှာတယ်ကဲစိတ်သိပ်ဘူးမနေနဲ့ကွာလူလေးမောင်ပွင့်ဒီတနေ့တော့မတောင်းနဲ့ကွာအဘဒိတ်တန်ဝင်ထားလို့အပြင်ထွက်လို့မရဘူးအဘကိုကူပါဦးဒီလူနဲ့မင်းလိုက်သွားအဘမင်းကိုပညာခဏအပ်ပေးလိုက်မယ်မင်းလက်ပေးစမ်းလို့ပြောဆိုနဲ့မောင်ပွင့်ရဲ့ညာလက်ဝါးကိုဆရာကြီးကသူ့ရဲ့ညာလက်ဝါးနဲ့၃ချက်ရိုက်လိုက်ပြီးဟိုရောက်ရင်လူနာရဲ့ငွေကြိုက်ခံထားရတဲ့တန်ရာကနေမင်းလက်ဝါးနဲ့အောက်ဘက်ကိုတက်ပြီးရင်တောက်ရည်တစ်ခွက်တောင်းမင်းညာလက်ညှိုးနဲ့မွေးပြီးလူနာကိုတိုက်မတောင်းနိုင်ရင်ပါဇက်ထဲကိုရေစက်ချပြီးတိုက်အဘပြောတာတွေမှတ်မိရဲ့လားလို့ပြောလိုက်တော့ဟုတ်ကဲ့မှတ်မိပါတယ်ကဲအချိန်မရှိဘူးမြန်လိုက်သွားတော့မောင်ပွင့်တယောက်ဆရာလားပင်သူနောက်ကိုလိုက်သွားတော့တယ်မောင်ပွင့်တို့ခတ်တုတ်လေးသွားကြပြီးလူနာရဲ့အိမ်ရောက်ရင်ဆရာကြီးကိုစားမောင်ပွင့်လိုက်လာတာကြောင့်အိမ်သူအိမ်သားတွေဟာမောင်ပွင့်ကိုပြုတူပြတဲ့နဲ့ကြည်နေတယ်မောင်ပွင့်ကတော့သူ့ရဲ့ထုံးစံအတိုင်းဘသူ့ကိုမှဂယုမဆိုင်ခက်တီနဲ့ပဲလူနာကိုကျော်တန်းကိုကြည့်လိုက်တော့တတိလစ်နေတာတွေ့ရတယ်မောင်ပွင့်ကဆရာကြီးမှာလိုက်တဲ့အတိုင်းမွေကြိုက်ခံရတဲ့ခြေချေးဝိနေရကနေခြေပြားဘက်ကိုလက်ဝအုပ်ပြီးအကြိမ်ကြိမ်တက်ချလိုက်တယ်မကြပါဘူးလူနာတတိရလာပြီးထထိုင်ပြီးမောင်ပွင့်ကတောက်ရည်တစ်ခွက်တောင်းပြီးညာလက်ညှိုးနဲ့ရေကိုမွေကကိုကျော်တန်းတတိရလာပြီလားကဲရေတောက်လိုက်ပါအောင်လို့ပြောပြီးရေတိုက်လိုက်တယ်အိမ်သူအိမ်သားတွေနဲ့အိမ်ကြီးချင်းကလူတွေကမောင်ပွင့်ကိုတော်ကြည့်နေကြလေတယ်မောင်ပွင့်တယောက်အားလုံးကိုနှုတ်ဆက်ပြီးအသွေးတစ်တွေရင်ဝယ်ပိုက်ပြီးခြေတလန်းချင်းဖြည်းဖြည်းလန်းအိမ်ကိုပြန်လာခဲ့တယ်ဒီနေရာမှာပဲအဘဘိုးတော်ဝင်ကြောင်းအပိုင်းတစ်ဗီဒီယိုလေးကိုရန်နာဝင်ပြပါခင်ဗျာနောက်ပတ်များမှာအပိုင်းတစ်ဗီဒီယိုကိုဆက်လက်တင်ဆက်ပေးပါမယ်ခင်ဗျရွှေစရာ YouTube channel လေးကို subscribe လုပ်ရသေးတယ် subscribe လုပ်ခဲ့ပါခင်ဗျဗီဒီယိုများကိုကြိုက်နေတဲ့ပါထားလဲ like နှိပ်ခဲ့ဖို့မေ့ကြပါနဲ့ဦးနော်โอเคဒါဆိုရင်နောက်တစ်ပတ်မှာပြန်ဆုံကြအောင်အားလုံးသောမင်္ဂလာရှိသောနေ့ရက်လေးများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ